ဒေါ်လာနေသစ်ပါခင်ဗျာဒီကနေ့က2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ပါဒီကနေ့မှာတော့သတင်းကောင်းတစ်ပုဒ်တွေ့ထားပါတယ်ဒါကတော့ပြည်သူ့ပါတီရဲ့ဥက္ကဋ္ဌဦးဆောင်သူတက်ခိုင်ရွေးကောက်ပွဲရှင်ပြိုင်ခွင့်လုံးဝမရတော့ဘူးလို့သိရပါတယ်အဲ့တော့ဂျပန်စစ်ရှုံးကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ဒီကိုယ်စားလှယ်စစ်ရင်းမှာတက်ခိုင်ကိုမတွေ့ရတော့တာဖြစ်ပါတယ်အဲ့လွန်ခဲ့တဲ့ရက်ကပဲဒီကိုယ်စားလှယ်အရေးချင်းတွေပြည့်ရွင်းခဲ့တဲ့အတွက်ဒေါ်သက်ခိုင်ရွေးကောက်ပွဲရှင်ပြိုင်ခွင့်မရှိတော့ဘူးဆိုပြီးတော့သတင်းတွေထွက်ပေါ်လာပြီးအခုစည်ရင်းမှာပါမတွေ့ရတော့တာဖြစ်ပါတယ်ဒေါ်သက်ခိုင်ကပူပူနွေးနွေးမကြသေးခင်ကမှသတင်းစာရှင်းလင်းပွဲကြီးကြီးကျယ်ကျယ်ချိန်ချိန်သေးသေးရန်ကုန်ကဟိုတယ်ကြီးမှာပြုလုပ်ပြီးတော့အဲ့ဒီမှာမှတ်မှတ်ရရပြည်သူတွေရှိနေဦးမယ်ထင်ပါတယ်ဒီလူတယောက်ကမေးတာပေါ့သတင်းတောက်လို့သူတို့မသုံးကျင်တော့ဘူးဝါရဖြန့်တက်စစ်ဘောမာတွေဖြစ်တဲ့အတွက်မေတော်ဆန်းစုကြည်နဲ့တမရာကြီးတို့အကြောင်းကိုအကျဉ်းတော်ထဲမှာကြာနေတဲ့တမရာကြီးတို့အကြောင်းကိုမေးတဲ့အခါမှာဒေါ်သက်ခိုင်ဖြေကြားခဲ့တဲ့စကားရှိပါတယ်သူတို့ကနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးဒီလက်စားလို့အဂရိလိုက်စားလို့ရဟရင်တွေဝယ်စည်းလို့ဘာဖြစ်လို့ညာဖြစ်လို့အဂရိလိုက်စားတဲ့အတွက်ပုံမှားတွေအတိုင်းအကျဉ်းချခံနေရတာဖြစ်တယ်ဆိုပြီးတော့တကယ်ကိုမှမာကြောပြောဆိုသွားတဲ့စကားလုံးတွေနားရဲကတော့မထွက်သေးပါဘူးအခုသက်ခိုင်ရွေးကောက်ပွဲမှာလုံးဝရှင်ပြိုင်ခွင့်မရတော့ဘူးလို့သိရပါတယ်ကိုယ်စလဲလောင်းအကြီးချင်းပြည့်ရွင်းလို့ဆိုပါတယ်အဲ့တော့စောတွေကတိုင်းပြည်ပေါ်မှာကောင်းစေခြင်းနဲ့စိတ်ဆန္ဒတစိုးတစင်းမှမရှိတဲ့သူတွေဘယ်လိုမျိုးကိုယ်စလဲလောင်းအကြီးချင်းတွေရှိနိုင်မှာလဲစစ်ဖက်နှက်အောက်ကိုတိုးဝင်ပြီးတော့စနစ်ကိုပြုပြင်ပါတယ်တိုင်းပြည်အတွက်စေနာထားပါတယ်လို့ဗဇက်ကကြိုက်တဲ့လောက်အော်ပါစီရင်းနှမှာစစ်မှန်တဲ့ဆန္ဒမရှိတဲ့သူတွေတခြားသူတွေလည်းရှိသေးတယ်ရင်းတော့ကတော့ NLD တကယ်အမာခံတွေဒေါ်ဆန္ဒမင်းနောက်တစ်ခါ88တဲကပြောင်းနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာပါဝင်ခဲ့တဲ့သူတွေဥကိုကြီးတို့အဲ့တော့ဘလို့အယူဆတွေနဲ့များဒီစစ်ဖက်နှက်အောက်ကနေပြီးတော့တိုးဝင်ပြီးတော့ဒီစနစ်ကြီးကိုအားလုံးကိုလက်ဝကြီးအုပ်ထားတဲ့အာဏာကိုလက်ဝကြီးအုပ်ထားတဲ့စနစ်ကြီးကိုပြုပြင်လို့ရလိမ့်မယ်လို့တွေးလေဆိုတာကျွန်တော်စဉ်းကိုမစဉ်းစားတတ်ဘူးစစ်ဖက်နှက်အောက်မှာမဟာလာကဘုံကျဲတက်ဖြတ်နေရင်တော့မှပါဇက်စကလုံးတခွန်းအောင်မဟာရဲတဲ့သူတွေကဒီစနစ်ကြီးကိုပြုပြင်ပြီးပြည်သူအတွက်ကောင်းအောင်လုပ်ပါမယ်လို့ဂရီကဝတ်တွေအချိန်ချင်းပေးနေတာမျိုးကြီးကတော့တကယ်ကိုအင်မတန်မှယွန်စရာစရာကောင်းပါတယ်ပြည်သူလူထုလည်းခံစားမိမှာပါဥက္ကိုကြီးတို့ဆိုလဲအဲ့လိုမျိုးပါပဲခင်ဗျားတို့မပြောရင်ကျွန်တော်ဂျားထဲကနေပြီးတော့ပြောပေးမယ်ကျွန်တော်ဂျားထဲကနေပြီးတော့ပြောသူ့ပထွေးကနိုင်ငံတဝမ်းမှာနေ့စဉ်နဲ့အမျှပြည်သူလူထုကိုဘုံကျဲတက်ဖြတ်နေတဲ့လောက်ရက်တွေကြတခွန်းတဘာရမျှမဟာရဲတဲ့ကောင်းဒီကောင်းတွေကတိုင်းပြည်ပေါ်စေတနာရှိတယ်ဆိုတာကတော့ဘယ်လိုလူမျိုးကိုမှမင်းဒါမျိုးကအမှန်တရားမဖြစ်ဘူးဆိုတာကိုသိပြီးသားဖြစ်မှာပါအဲ့တော့အာဏာရှင်တွေဆိုတာကကိုကလွဲရင်ကိုဒူးတော်မယုံတဲ့ကောင်းတွေအဲ့တော့အာဏာအယိုးအရင်ခွဲတန်းသေးသေးလေးကိုမျှမပေးဘူးဆိုတာကိုတက်တည်ပြလိုက်တာဖြစ်တယ်ဒေါ်စန္ဒာမင်းသူတို့ပါတီဖျက်သိမ်းခံရတယ်သူတို့ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရဖို့ဝင်ပြိုင်ခွင့်မရတော့ဘူးအဲ့မှာစိတ်ဓာတ်တွေကြစိတ်ဒဏ်ရာတွေရဆိုပြီးတော့နောက်တစ်ခေါက်စစ်ဖက်နှက်အောက်ကိုပြေးဝင်ပြီးတော့တတိပုဂ္ဂလာပြိုင်မယ်ဖြစ်သွားပြန်တယ်အခုသက်ခိုင်တို့ဟိုလီတကြောအော်ကြီးဟစ်ကျဲနဲ့သတင်းစာရှင်းလင်းပွဲကြီးတွေရုပ်ပုံကောင်းနေရိုက်ပြီးတော့ပြည်သူလူထုကိုအကျိုးပြုပါတော့မယ်ဆိုတဲ့တန်ရောင်စကားတွေနဲ့ပြောခဲ့ပေမဲ့အခုသက်ခိုင်ကိုလည်းမာလာတို့ကအာနာအယိုးအရင်မျှလုတ်ပိုင်ခွင့်အယိုးအရင်မျှမပေးဘူးအာနာကိုခွဲဝေမပေးချင်ဘူးဆိုတာကိုမပေးဘူးဆိုတာကိုတက်တည်ပြနေတဲ့လုပ်ရဖြစ်ပါတယ်အဲ့တော့ကိုယ်စလဲလောင်းအည်ချင်းဘာလို့မပြည့်မိတာလဲဆိုလို့ရှိရင်ကျွန်တော်ခေတ်သစ်ကသတင်းတစ်ပုဒ်ကိုဖတ်လိုက်ရပါတယ်ဘာလို့ဒီလိုမျိုးကိုယ်စလဲလောင်းအနေနဲ့ပယ်ဖြတ်ခံရတာလဲဆိုလို့ရှိရင်တဲ့မအောင်မြင်တဲ့68 resident အိမ်ယာစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်ပြီးတော့ပြန်ပြီးတော့ပေးဆက်နိုင်တာမရှိတဲ့အတွက်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပြီးတော့သက်ခိုင်ကပယ်ဖြတ်ခံလိုက်ရတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ချက်လက်သိရတယ်အဲ့တော့ကိုယ်စားလှယ်လောင်းအဖြစ်နဲ့လွတ်တော်ထဲမှာတွားထိုင်ပြီးတော့ဒီအကျွေးတွေကိုသတ်ဖို့အတွက်ရလုတ်ပိုင်ခွင့်တွေနဲ့ခိုးဖို့ချောင်းနေတဲ့သူတွေလောဆယ်မှာတော့မဟာလာတို့ကရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်လိုက်တာတော့မှကောင်းတယ်လို့ပြောရမလို့ဖြစ်နေပြီဘာလို့ဆိုတော့ဒီအကျွေးတွေကိုတကယ်လို့ရွေးကောက်ပွဲဝင်ခွင့်ရပြီးတော့ဘာပဲဖြစ်ဖြစ်စစ်ဖက်နှက်အောက်ကနေပြီးတော့အယိုးအရင်လေးနည်းနည်းကိုက်ရပြီးလွတ်တော်တွေကထိုင်ကုန်မှာသွားထိုင်ရမယ်ဆိုရင်တော့
ရခိုးပြီးတော့ဒီလိုအကျွေးမျိုးတွေကိုစက်မဲ့ဟာမျိုးတွေပြည်သူအတွက်ကတော့တပြားတစ်ချက်မှရလိမ့်မှာမဟုတ်ဘူးသူတို့အကျွေးနဲ့သူတို့အကျိုးစီးပွားတွေကိုလုံမဲ့ဟာမျိုးတွေဖြစ်တဲ့အတွက်ခုဒီမှာဖြေပေါ်လာပြီဒီ 68 resident အင်အားစီမံကိန်းမှာကျွေးမီဘီလီယံပေါင်း100ကျော်တောင်မှပဲတင်နေတယ်အဲ့ဒီကြောင့်ပဲဖြတ်ခံလိုက်ရတယ်လို့သိရတယ်အချက်လက်ကိုနည်းနည်းထပ်ကြည့်အောင်ပါအဲ့တော့ကဘာကြီးဖျားလန်းနဲ့ဆရာဆန်လန်းတောက်မှာရှိတဲ့68 resident အင်အားစီမံကိန်းကိုတက်ခိုင်နဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဒါဘဏ်ကနေပြီးတော့ငွေကျပ်ဘီလီယံ100ကျော်ချင်းခါခဲ့တယ်ဒါပေမဲ့အဲ့ဒီအင်အားစီမံကိန်းကအချိန်မီပြီးသေးတာမရှိဘူးနောက်တစ်ခါအခန်းအနိုင်တာမရှိဘူးဒါပြင်ဒီကမ္ဘောဒါဘဏ်ကနေချေးထားတဲ့ငွေကျပ်ဘီလီယံ100ကျော်ကလည်းပြန်ပြီးတော့ပေးဆက်နိုင်တာမရှိဘူးလို့သိရတယ်အဲ့တော့သတင်းရင်းမြစ်တအုပ်ကနိုင်ငံဝေးတန်ဝိုင်းတဲ့သတင်းရင်းမြစ်တအုပ်ကသုံးသပ်ထားတာကိုလည်းဖတ်ပြကြပါတယ်လွတ်တော်ကိုယ်စားလှယ်လောင်းအည်ချင်းတတ်မှတ်ရမှာလူမွဲအဖြစ်နဲ့သက်ဆိုင်ရာတရားရုံးရဲ့ကြေညာခံထားရခြင်းကနေလွတ်မြောက်ခွင့်မရသေးသူဆိုတာပါတယ်အဲ့တော့ဒေါက်တာခိုင်ကိစ္စကလူမွဲတော့မကြေညာခံရသေးပေမဲ့အကျွေးပြန်မဆက်နိုင်လို့တရားတစ်ပေါင်ဖြစ်နေတဲ့သဘောတော့ရှိတယ်ဆိုတော့အည်ချင်းတတ်မှတ်ချက်နဲ့ကတော့ညှိတယ်လို့ပြောလို့ရတယ်လို့မညှိသေးဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့အကျွေးမဆက်နိုင်တာမို့လို့လူမွဲအဖြစ်နဲ့ကြေညာခံရတာမျိုးလည်းရှိလာနိုင်တယ်ဒါကြောင့်မလို့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်တာမပယ်ဖြတ်တာကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ញင်ုံတရားပေါ်မှာပဲမူတည်ပါတယ်ဆိုပြီးတော့ဒီနိုင်ငံရေးတန်ဝမ်းကနေပြီးသုံးသပ်ပြောဆိုထားတယ်အဲ့တော့ရှေ့ရှေ့ဝဲဝဲကျွန်တော်တို့သုံးသပ်ဆရာမလိုပါဘူးခုနကျွန်တော်ပြောသလိုမျိုးပါပဲမာလာတို့စစ်အာဏာရှင်အုပ်စုကဖက်စစ်အုပ်စုကကိုကလွဲရင်ကိုဒူးတော်မယုံတဲ့ကောင်တွေဒါကိုသူတို့ရှီကနေသွားပြီးတော့စစ်ဖက်နဲ့အောက်ကိုပြပြမောက်တိုးဝင်ပြီးတော့မျော်လင့်နေလို့ဘာမှရမှာမဟုတ်အယိုးအရင်တောင်ခုချပြီးတော့မကြွေးတော့ဘူးမအသားတွေကိုအစီသားတွေကိုထိုင်စားနေပြီးတော့နောက်ဆုံးကြံတဲ့လက်ကြံအယိုးအရင်တောင်မှပဲချကြွေးဖို့ဒီခွေးစင်အရင်ချင်းပြတဲ့ခွေးအယိုးကြွေးရလောက်တဲ့ခွေးမဟုတ်ဘူးဆိုတဲ့ဟာမျိုးကိုပြက်ထင်ပြောလိုက်တာပဲအဲ့တော့ခွေးပိန်နေဘေးကိုပိတ်ကန်ခံရတဲ့အနေအထားမျိုးလို့ပြောကျင်တယ်ရှေဝေးတွေကျွန်တော်တို့သုံးသပ်နေသေးတာမလိုဘူးတကယ်လဲအဲ့ဒီခွေးပိန်တွေကပြည်သူရှီကမရှိရှိမဲ့ပစ္စည်းဥစ္စာမရှိရှိမဲ့ပိုင်ဆိုင်မှုကိုခိုးယူစားသုံးဖို့ပဲချောင်းနေတဲ့ကောင်းနေအဲ့တော့ဆရာနာရှင်တွေပဲကန်ဘသူပဲကန်အဲ့ဒီခွေးပိန်တွေကတော့တကယ်ခွေးရုံမာတွေကတော့အကန်ခံရတာနဲအောင်နဲသေးတယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်အဲ့တော့နိုင်ငံပေါ်မှာစေနာရှိတဲ့ပြည်သူလူထုပေါ်မှာစေနာထားတဲ့နိုင်ငံခေါင်းဆောင်တွေတနည်းအားဖြင့်မေတော်ဆန်းစုကြည်ပါဝင်သမ္မတကြီးဦးဝင်းမြင့်တို့ကိုလည်းမကြသေးခင်ကမှခုနပြောခဲ့တယ်လို့မျိုးအင်မတန်ရုပ်မာပြောဆိုထားခဲ့တဲ့သူတွေဖြစ်တယ်အဲ့တော့တက်ခိုင်တော့အခုလိုမျိုးဖြစ်သွားပါပြီဘယ်လိုမျိုးတုံ့ပြန်မလဲပြည်သုံးလုံးအနေနဲ့ဘာတွေပြောလာမလဲဆိုတာတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပါတိတ်တော့အရေးကြီးတဲ့အကြောင်းအရာမဟုတ်ပါဘူးနည်းနည်းအဲ့ထဲကအချက်လက်လေးတွေကိုပြောပြပါမယ်အဲ့တော့တက်ခိုင်ကအခုမာလာတို့ပြုလုပ်မဲ့ရွေးကောက်ပွဲမှာရန်ကုန်တိုင်းမြို့သားလွှတ်တော်မဲဆန္ဒနယ်အမှတ်2ကနေဝင်ရောက်ရှင်ပြိုင်မှုရှောက်လွာတင်သွင်းခဲ့ပြီးတော့သူ့ရဲ့မဲဆန္ဒနယ်မှာတော့ဗဟန်းကမာယုတ်အလုံစမ်းချောင်းကြည့်မြင်နိုင်လှိုင်းမယန်းကုန်းမြောက်ကလာအဲ့ဒီမြို့နယ်တို့ပါဝင်ပါတယ်အဲ့တော့တက်ခိုင်ရဲ့ပါတီကတနိုင်ငံလုံးတိုင်းတာနဲ့ဝင်ရောက်ရှင်ပြိုင်တာလည်းဖြစ်ပါတယ်အဲ့တော့တက်ခိုင်2015 NLD ပါတီရဲ့တကုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပြီးတော့2019မှာတော့ NLD ပါတီကနေပြီးတော့နှုတ်ထွက်သွားတဲ့သူတွေဖြစ်တယ်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ပြီးတော့2020ရွေးကောက်ပွဲမှာတော့တက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီကအမတ်နေရာတစ်ခုမှအနိုင်မရဘဲနဲ့ခွက်လန်အောင်ရှုံးနေခဲ့တဲ့တမိုင်းကြောင်းပိုင်ရှင်လည်းဖြစ်ပါတယ်တက်ခိုင်2021အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်မှာအကြံဖက်စစ်ရှုံးကောင်စီမှာလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာပြီး2023ဩဂတ်3ရက်မှာတော့ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖြစ်ပြောင်းလဲခံရတယ်2025ဇန်နဝါရီ31မှာတော့ယာရူးကနေပြီးတော့တာဝန်တွေကနေပြီးတော့အနာပေးတာကိုခံခဲ့ရတယ်အဲ့တော့အဲ့လိုမျိုးပါသတင်းကောင်းကတော့အဲ့လိုမျိုးပါအဲ့တော့သုံးသက်ချက်ကတော့ရှင်းလေးပါဘူးကိုကြီးပဲဖြစ်ဖြစ် VV ချမ်းပဲဖြစ်ဖြစ် VV မချမ်းတာပဲဖြစ်ဖြစ်ဒေါ်ဆန္ဒမင်းပဲဖြစ်ဖြစ်တက်ခိုင်ပဲဖြစ်ဖြစ်ဘလို့လူမျိုးတွေပဲဖြစ်မာလာကသူတို့ရဲ့လက်ထဲမှာစုပ်ကင်ထားတဲ့အာဏာလုတ်ပိုင်ခွင့်အားလုံးကိုအယိုးအရင်မျှတောင်မင်းတို့ချကြွေးမှာမဟုတ်ဘူးဒီကောင်တွေကကိုကလွှဲရင်ကိုဒူးတောင်မယုံကြတဲ့ကောင်တွေအာဏာနဲ့ထိုင်ကုန်နဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးမှဖင်ကြွမပေးခြင်းနဲ့ကောင်းနေအဲ့လိုကောင်းနေရဲ့ဖနှက်အောက်မှာပြားမှောက်ပြီးတော့ဒီရန်ရာကြီးကိုပြုပြင်ပြောင်းလဲခြင်းနဲ့ပြည်သူလူထုတွေကောင်းအောင်လုပ်ပေးခြင်းနဲ့ဆိုတဲ့မင်းတို့ရဲ့စဉ်းစားတွေးခေါ်သုံးသက်ချက်တွေကစဉ်းစားပြီးတော့လောက်ကင်ပြုမှုချက်တွေက
ဘယ်လိုမျိုးလဲဆိုတာကိုနည်းနည်းလေးထမင်းပြောင်းစားပြီးတော့တွေးကြည့်ပါအခုဟိုကျန်တာစားတယ်မပြောတာမဟုတ်ပါဘူးသူတို့ကပစ္စည်းရှိလူရသားတွေဆိုခောက်ဆွဲကြော်တို့ပါတို့စားတာဖြစ်ချင်ဖြစ်မှာပေါ့အဲ့တော့ထမင်းပြောင်းစားပြီးတော့တွေးကြည့်ပါဘယ်လိုမျိုးစစ်ဖက်နဲ့အောက်ကနေပြီးတော့ဒီစနစ်ကြီးကိုပြုပြင်ပြောင်းလဲခြင်းနဲ့နိုင်ငံရေးသမားဖြစ်နေခံယူပြီးတော့လှုပ်ချင်နေဆိုတာဟိုတကယ်တမိုင်းမရှိပထဝီမရှိဝီဝီချမ်းတို့လိုနိုင်ငံရေးနာခံတစ်လုံးမှနားမလဲတဲ့သူမျိုးဆိုရင်တော့နည်းနည်းဖြည့်တာသေးတယ်အဲ့တော့ ADH မှာလည်းလှုပ်ရှားမှုတွေပါဝင်ခဲ့တချို့ဆိုရင်လည်းဒေါ်စန္ဒာမင်းတို့ဆိုရင်လည်းတကယ်အမေစုတို့နဲ့ဆိုရင်အနီးကပ်ကိုရှိခဲ့ပြီးတော့ NLD နဲ့နှစ်များစွာလက်တွဲပြီးတော့ဆောင်ရွက်ခဲ့တဲ့သူတွေဒီတက်ခိုင်ကြီးဆိုရင်လည်းတကယ်2015တော့ဆိုရင် NLD ကနေတော့မှနေရာတနေရာအမတ်တနေရာတနေရာရွေးကောက်ပွဲအနိုင်ရခဲ့တဲ့သူဖြစ်တယ်ဒါပေမဲ့အဲ့လိုလူမျိုးတွေဖောက်ပြန်သွားရင်ပို့ပြီးတော့ကြောက်စရာကောင်းတယ်တစ်ဖက်ဆွန့်ထပ်ပို့တဲ့တစ်ဖက်ဆွန့်ကိုပို့ပြီးတော့ရောက်သွားကြတယ်ဒီဖက်စစ်တပ်အတွက်မာလာတို့အတွက်လက်ယုံကြီးဟိုလက်ယုံတွေအားကိုးရတဲ့တကယ်ဟိုနောက်လိုက်ဘောဆွဲတွေအကြီးမားတဲ့နောက်လိုက်ဘောဆွဲတွေဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဟိုဒီဖြစ်ရက်တွေကနေပြီးတော့မြင်တွေ့ရတယ်အဲ့တော့ဒီနေ့မှာတော့ဒီနေ့မနေ့ခင်သတင်းမှာတော့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်ခြင်းဖြစ်ပါတယ်သုံးသက်ပြခြင်းဖြစ်ပါတယ်နှစ်ချုပ်ကတော့ဒါပါပဲမာလာတို့ကသူတို့စုပ်ကင်ထားတဲ့အာဏာကိုစိုးစင်းမျှဘယ်သူတဦးတစ်ယောက်ကိုမှခွဲဝေပေးမှာမဟုတ်ပါဘူးဒါကြောင့်မလို့မာလာလက်အောက်ကနေပြီးတော့တိုးဝင်ပြီးတော့သူတို့ရဲ့ဖက်နှက်အောက်ကနေတိုးဝင်ပြီးတော့နိုင်ငံကိုပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုတဲ့အယူဆကတော့မီးလောင်လိုက်သွင်းလိုက်ရမယ်အယူဆပါလုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာဆိုတာကိုကွက်ကွင်းဒီဖြစ်ရက်တွေကနေပြီးတော့တက်တည်ထူနေပါတယ်အဲ့တော့ကွန်မန့်လေးတွေပြည်သူတွေရဲ့မှတ်ချက်တွေကိုလည်းနည်းနည်းလေးဒီနေရာမှာမျှဝေခြင်းပါတယ်ဒီမှာအကျွေးတင်နေတယ်ဆိုတော့ပြည်သူတို့ကမှတ်ထားပါတယ်အကျွေးပြန်ဆက်ဖို့ကိုယ်တလေလောင်းဝင်အရွေးခံတာလေးတဲ့နော်ဟာနောက်တစ်ယောက်ကတော့ကျန်းတယ်သူ့ယောက်ျားတအိမ်ကောင်းကင်စာကုဖို့တုံးလိုက်ရလို့ပါတဲ့အကျွေးတင်သွားနောက်ဆုံးမှာတော့တဲ့ကြန့်ဖို့ပဲကြံရစ်ခဲ့မဲ့ပုံပဲအမှန်ပါပဲစစ်တပ်ကလက်ကင်တို့စစ်တပ်ညီမျှချင်းကြန့်ဖို့ဆိုတဲ့တသားတည်းဖြစ်နေတဲ့ပါတီတစ်ခုပဲကြံခဲ့မှာပါအခုဆိုလည်းရင်ရက်ကလည်းယူနီဖောင်းတွေချွတ်ခိုင်းပြီးတော့ကြန့်ဖို့ပါတီတွေကိုအလုံးအရင်းတွေကိုအဲ့ဒီဘောင်းမီဝတ်တဲ့ကောင်တွေကိုယူနီဖောင်းလဲပြီးတော့အရွေးကောက်ပွဲဝင်ပြိုင်ဖို့ပါတီတွေကိုစုပြုံပြီးတော့ထည့်နေကြပါတယ်အဲ့တော့အခုပြည်သူတယောက်မှန်းထားသလိုပါပဲနောက်ဆုံးတော့ဟိုကြန့်ဖို့ပဲကြန့်ဖို့ဆိုတာလဲစစ်တပ်ဆိုတာလဲကြန့်ဖို့ပဲဖြစ်တဲ့အတွက်နောက်ဆုံးတော့ခုနသုံးသက်တယ်လို့မျိုးပါပဲသူတို့ဒါပဲလက်ဝဲကြီးအုပ်ရင်နဲ့သူတို့ကြီးအာဏာကိုထိန်းချုပ်ထားမယ်ဘယ်သူကမှတစိုးတစင်းများမပေးဘူးဆိုတာကိုတက်တည်ထူနေတာဖြစ်တယ်အမေစုပေါ်စိတ်ပုတ်ထားတဲ့အကျိုးဆက်ပေါ်တဲ့ပြည်သူတယောက်ကလည်းမှတ်ထားတယ်ကန်ကြီးထိုက်တာလေးတဲ့အကျိုးပေးမြန်ချက်ကြိတ်ခံအန်ဒီတက်ရည်တဲ့ဒါပြည်သူတွေမှတ်ထားတယ်မှတ်နေပါလူမှန်နေရာမှန်တွေ့ရတဲ့အတွက်ဝမ်းသာပါတယ်မင်းအောင်လှိုင်ဟာဖြုတ်ကွက်တွေစပြီးရဲ့ဘောမာတွေတတိထားကြတယ်ဒါကတော့ပြည်သူတွေမှတ်ထားတဲ့မှန်ချုပ်ကိုလိုက်ဖတ်ရင်းနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့တော့ဆွေးနွေးတင်ဆက်ချက်ကတော့ဒီမျှပါပဲပြည်သူတွေလည်းဒါနဲ့ပတ်သက်ပြီးတော့အမြင်သုံးသက်ချက်မှတ်ချက်ပြုတာတွေရေးသားနိုင်ပါတယ်မဟာလာတို့ကတော့မကြခင်မှာသူတို့စိုင်းပြင်းထားတဲ့ရွေးကောက်ပွဲကြီးကိုကျင်းပပါတော့မယ်ဒီဇင်ဘာ28ရက်နေ့မှာအဲ့တော့ပြည်သူကထောက်ခံသည်ဖြစ်စေမထောက်ခံသည်ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်ဒီအရွေကိုတော့သူတို့ကြော်လွှားကြမှာပါနီလန်ပေါင်းစုံမတရားညံ့ညံ့နဲ့နီလန်ပေါင်းစုံကိုတုံးပြီးတော့ကိုကြော်လွှားကြမှာဖြစ်ပါတယ်အဲ့တော့အရင်နေ့ကလည်းကျွန်တော်သုံးသက်ချက်တွေပြောခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းဘက်မှာ2025နှစ်ကုန်က live အနေဘက်ကိုရောက်နေကြပါတယ်အားလုံးကပခုံးထမ်းတင်ဖို့လိုပါတယ်ကြာရတာဝင်ယူထားကြတဲ့ပြည်သူလူထုကပခုံးထမ်းတင်ဖို့လိုပါတယ်လိုင်းအမြင့်ကိုပြန်ရောက်ဖို့လိုပါတယ်ပြီးတော့အဆုံးသတ်နိုင်ဖို့လိုပါတယ်တော်လိုင်းအချိန်ကာလကြာလာတည်နဲ့အမျှမနေ့ကဆိုရင်လေချောင်းနဲ့ဘုံကျဲတက်ဖြတ်တဲ့သတင်းကျွန်တော်တို့ညကြီးမှာညအချိန်မှာAR အတွက် PLF အတွက် campaign ပြုလုပ်နေတဲ့အချိန်မှာပဲ campaign အတွက် live လုပ်နေတဲ့အချိန်မှာပဲဘုံကျဲတက်ဖြတ်တဲ့သတင်း
ထွက်ပေါ်လာတဲ့ပြည်သူ20ကျော်30လောက်တည်ဆုံးခဲ့ရတယ် AR တိုင်းဘက်မှာပဲထင်တယ်ကျွန်တော်သတင်းအပြည့်စုံကိုတခြားလေးလိုက်ပြီးတော့မလိုက်ရသေးဘူးညကင်းသတင်းမှာတော့အဲ့ဒါနဲ့ပတ်သက်ပြီးနောက်ဆက်တွဲအခြေအနေတွေကိုကျွန်တော်ပြန်ပြီးတော့ပြောပါမယ်တိတိကျကျပြန်ပြီးတော့တင်ဆက်ပေးပါမယ်အဲ့တော့ဒီကနေ့မနေ့အတွက်သတင်းတင်ဆက်သုံးသက်ချက်ကတော့ဒီမြောက်ပါပဲပြည်သူအလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့စစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ